ဒီတစ်ခေါက်တော့ဒုတ်တကယ်ထိုးတဲ့ဒုတ်ထိုးနဲ့ကြာတယ်ကြောင့်လောက်စားပြအရင်ဆုံးပြုံးမဲ့သားတွေကိုရတာနှက်ပါမယ်ရတာမနှက်ခင်ကလီတာရင်နဲ့နေရွက်တွေကိုစားရယ်ရှာလကာရယ်တေချာလေးနှမ်းစအောင်3ရေလောက်ဆေးထားမှဟင်းရည်ကြီးကြီးလေးရမှာပေါ့နော်ဆေးထားပြီးတော့5မိနစ်10မိနစ်လောက်လဲ2ရေလောက်အလိုပြုတ်ပြီးတော့တုံပစ်ပြီးမှရတာနှက်ရင်ပို့ပြီးတော့ညှိနှမ်းပြောက်တယ်ပေါ့နော်ရတာနဲ့ပို့ဟာစားရည်ဟင်းညုံမုံရယ်ပဲငယ်မြရယ်အကြည်ရယ်ပဲငယ်မြရယ်အနောက်ရယ်ချိုချိုစားကျင်တော့မများထည့်ပေါ့နော်ပြီးရင်ဂျင်းနဲ့ကြက်သွန်ကြိတ်ထားတဲ့ဟာနဲ့ရောနေပြီးတော့တနားရီလောက်ကြိုပြီးရတာနှက်ထားလိုက်ပေါ့နော်ရင်ဆုံးအိုးထဲကိုစီထည့်ပြီးစီပူလိုက်ဆိုရင်တကြားထည့်ပါမယ်ပြီးတော့မွေးတောင်လို့ဂျင်းရယ်ဒါပြရိုက်ထားတဲ့ကြက်သွန်ပြူရယ်နည်းနည်းပို့ရင်ထည့်ပြီးတော့အရင်ကြော်ပါမယ်မွေးလာပြီဆိုရင်တော့ခုနကတော့ရတာနှက်ထားတဲ့ကလီတာရင်းနဲ့နေရွက်ကိုပေါ်ကြောတင်းတဲ့အထိပေါ်အောက်လှန်ပြီးတော့အရင်ကြော်လိုက်ပေါ့နော်ပေါ်ကြောတင်းပြီဆိုရင်တော့ရေထည့်ပြီးတော့တနားရီလောက်ပြုံရင်ရပါတယ်အသေးတို့ကြောက်ကဲတို့ကကြတော့ခဏပဲပြုံရင်နူးတာမလို့အကြာကြီးမထည့်ပါနဲ့ကြာကြီးထည့်ရင်တော့မာသွားပြီးစားမကောင်းပါဘူးနူးမနူးကခင်းနဲ့ထိုးကြည့်လို့ဣပြီးဝင်သွားရင်တော့ရပါပြီဒီတစ်ခေါက်ကဟင်းရောတောက်မှမလို့ပြုတ်ထားတဲ့ရေတွေကိုတစ်ခေါက်စစ်ပြီးတော့မှကစုံရွက်ထည့်ပြီးတော့15မိနစ်လောက်အရွယ်နူးတဲ့အထိတစ်ခေါက်ပြန်ပြုတ်လိုက်တယ်ပေါ့နော်ဒါကတော့တို့ရတော့ပါပြီပြီးတော့ကြာတန်ကြော်ရမယ်ရင်းဆုံးကြာတန်ကိုရေစိမ်ပြီးတော့ထားမယ်ပေါ့နော်ပြီးရင်ကြက်ဥကြော်ရမယ်ကြက်ဥကတော့မြမစားကြလို့၄လုံးကိုစားဟင်းညုံမုံရင်ငရုတ်ကောင်းရင်ထည့်ပြီးတော့ခက်လောက်ပြီးတော့ပါပါလေးကြော်လိုက်မယ်ပေါ့နော်ကြော်ပြီးရင်အဲ့ကောင်ခဏဖယ်ထားမယ်ပြီးရင်ခုနကတော့ရေစိမ်ထားတဲ့ကြာတိုင်အောင်ရတာနှက်မယ်စားရည်ဟင်းညုံမုံရည်ကြာညို့ရည်ဒီမှာလဲချိုစားခြင်းကြာညို့များထည့်ပေါ့နော်ပဲငယ်များရည်အကြည်ရည်အယောင်အတွက်ရောင်တွေမှုန့်ရည်ငန်းများရည်ထည့်ပြီးတော့နှက်အောင်မွေလိုက်ရင်စီလေးရောပေါ့နော်နည်းနည်းထည့်ပြီးတော့နှက်အောင်မွေလိုက်ရင်ရပါပြီပြင်ဆုံးအိုးထဲကိုစီထည့်ပြီးတော့စီပူလာရင်ဂျင်းရယ်ကြက်သွန်မြူရယ်ထည့်ပြီးမှုေးလာအောင်ကြော်ပြီးရင်ကိုထည့်ကျင်တဲ့ရွက်တွေကိုထည့်ပြီးတော့ခူးစီရယ်စားရယ်ဟင်းညုံမုံရယ်ထည့်ပြီးတော့ပြင်ဆုံးရွက်တွေကိုနူးသွားအောင်ရင်ကြော်မယ်ပေါ့နော်ရွက်တွေနူးသွားပြီဆိုရင်တော့ခုနကတော့ရတာနှက်ထားတဲ့ကြာတန်ကိုထည့်ပြီးတော့နှမ်းစအောင်မွေးပြီးတော့ရေထည့်ပြီးတော့ဖုံးအုပ်ထိုင်ရပါပြီပေါ့ငံအတွက်ကတော့စားရည်ဟင်းညုံမုံရဲ့ငယ်မြရည်ကိုလိုတလို့ထည့်ပါတော့ကျုပ်တော့ထည့်လိုက်ပြီးရင်တော့ကြာတန်ကြော်ရည်ပေါ့နော်နောက်တစ်ခုကကြာတန်ကြော်ဒုတ်ထိုးအတွက်ကောတို့စားမယ်အချင်းပေါ့နော်အချင်းကတော့အင်းအမကြီးကပိုကျန်းတာမလို့သူ့ကိုရင်လောက်ခိုင်းလိုက်ပါတယ်ရင်တော့အချင်းအတွက်ကနည်းနည်းမင်းကိုအမြင့်တွေပါထည့်ပြီးတော့စက်တုံပြူရယ်ပြီးတော့ငရုတ်သီးရယ်ပြီးတော့တကြားရယ်မကြီးနှစ်ရယ်ငမြရယ်စားရယ်ဟင်းညုံမုံရယ်ရောကြိတ်တယ်ပေါ့နော်ရောကြိတ်ပြီးတော့ပုံငန်နေထားတစ်ချက်ပြင်အရင်ဒီတစ်ခေါက်ကကျန်တဲ့ကြော်မှာစမ်းစားမှာမလို့ပြည့်အောင်ဒီမလောက်ထားဘူးပေါ့နော်ရုပ်စီနှစ်ပေါ့နော် ready made ဘူးတဲ့အနေနဲ့ပြစ်တောင်းလို့ထည့်လိုက်တယ်ပေါ့နော်အခုဆိုရင်တော့ကျန်တဲ့ကြော်ရဲ့ဒုတ်ထိုးရဲ့ချင်ရရတိုင်းမလို့ဒုတ်တကယ်ထိုးပြီးတော့ပြင်လိုက်ပြီးတော့စားလိုက်ပါတော့တယ်